အားလုံးပဲမင်္ဂလာပါခင်ဗျာအရင်ဗီဒီယိုမှာကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေအကြောင်းကိုပြောပြခဲ့တော့ငါတို့ကအာဆီယံမှာအောက်ဆုံးပဲဆိုတာမှတ်မိကြအောင်ပါဒီနေ့မှာတော့ကျွန်တော်တို့နဲ့တစ်ချိန်ကအတူတူလက်တွဲလာခဲ့ပြီးမှအခုဆိုရင်လှည့်တောင်မကြည့်ပဲဘိုင်းပြပြီးချမ်းသာသွားတဲ့အိန္ဒိယနိုင်ငံတွေအကြောင်းကိုပြောပြပေးသွားပါမယ်သူတို့တွေကဘာလို့ဒုံမြန်လို့တက်သွားပြီးကျွန်တော်တို့ကဘာလို့စပီးတောင်ကောင်းကောင်းမစည်းနိုင်ဖြစ်ရတာလဲကဲကြည့်လိုက်ကြရအောင်ဗျာထိုင်းနိုင်ငံအာဆီယံရဲ့ကားဆက်ယုံကြီးပထမဆုံးကတော့ကျွန်တော်တို့ရဲ့အကူကြီးတို့ဖြစ်နေတဲ့ထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့နှစ်40လောက်ကဆိုရင်ထိုင်းကမြန်မာနောက်မှာပါအခုတော့ကြည့်လိုက်ပါအောင်သူတို့ကကမ္ဘာအဆင့်မီကားထုတ်လို့ရေးအချက်အချာကြီးဖြစ်နေပြီကျွန်တော်တို့စီကလူငယ်တွေကထိုင်းကိုအလုပ်လုပ်ဖို့သွားနေချိန်မှာသူတို့ကတော့နိုင်ငံသားတွေကိုဖိတ်ခေါ်ပြီးစက်ယုံကြီးတွေအကြီးအကျယ်စောင့်နေတာသူတို့စီမှာနိုင်ငံကြီးကရန်ဖန်ရန်ကရှုပ်ထွေးကြပေမဲ့စီးပွားရေးကတော့ဂရုမစိုက်ပါဘူးရှေ့ကိုပဲသွားနေတာပါကျွန်တော်တို့စီမှာကတော့မီးပြက်လို့ပြောင်းနိုင်ထွန်းနေရခြင်းသူတို့စီမှာကမီးပလက်ပေါက်ရှာမရမှာပဲကြောက်ရတာပါဗီယက်နမ်အာရှရဲ့ခြေသစ်ဒါကတော့တကယ်ကိုအံ့ဩဖို့ကောင်းတဲ့နိုင်ငံမှာဗီယက်နမ်ကလည်းကျွန်တော်တို့လိုပဲစစ်ပွဲတန်းကိုအလူအလဲခံခဲ့ရတာဒါပေမဲ့သူတို့ကစစ်ပွဲပြီးတာနဲ့တနက်ကိုချစာအုပ်ကိုကောက်ကိုင်းပြီးအလုတ်ကိုစောက်ချလုပ်လိုက်တာအခုဆိုရင် Samsung တို့ Apple တို့ရဲ့ပစ္စည်းတော်တော်များများကဗီယက်နမ်မှာလုပ်နေတာပါသူတို့ကမဲ့ရင်ဗီယက်နမ်ဆိုတဲ့ဒစိတ်ကိုကဘာဘက်အောင်လုံနိုင်ခဲ့ပြီးကျွန်တော်တို့စီမှာကတော့မဲ့ရင်မြန်မာဆိုတဲ့မဲ့ရင်စိတ်ကူးရင်ကပိုများနေတာခက်တာပေါ့ဗျာလာအိုနဲ့ကမ်ဘောဒီးယားအရင်ကဆိုရင်အာဆီယံမှာဘယ်သူအစင်းရဲဆုံးလဲလို့မေးရင်လာအိုနဲ့ကမ်ဘောဒီးယားလက်ညှိုးထိုးခံရတာပါအခုတော့သူတို့ကလည်းအဆင့်တက်ကုန်ပြီလာအိုဆိုရင်အာရှရဲ့ဘက်ထရီဖြစ်ဖို့ရည်မှန်းပြီးသေးစမီတွေထုတ်ရောင်းနေပြီကျွန်တော်တို့ကတော့သူတို့စီကမိဖို့ပြန်ဝယ်သုံးဖို့တောင်းစဉ်းစားနေရတဲ့ဘဝကမ်ဘောဒီးယားကလည်းအထည်ချုပ်လုပ်ငန်းနဲ့စီးပွားရေးတက်နေတာသူတို့ကနောက်ကနေဘူကနေကြော်တက်သွားတာကိုကျွန်တော်တို့ကလမ်းဘေးကနေအကျွေစီလေးတွေကြီးတွက်ရင်ငီးကြည့်နေရတယ်လို့ပါပဲဘာကြောင့်သူတို့ကြော်တက်သွားတာလဲဒီနိုင်ငံတွေဘာလို့တက်သွားလဲဆိုတာကတော့အဓိကအချက်၃ချက်ရှိပါတယ်နံပါတ်1တည်ငြိမ်မှုသူတို့စီမှာကတိုက်ပွဲတွေမရှိသလောက်နည်းသွားတာနံပါတ်2ပညာရေးလူငယ်တွေကိုအလောက်ကန်ရမဲ့ပညာရက်တွေသင်ပေးတာနံပါတ်3နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုသူများနိုင်ငံကလာပြီးပတ်စံစိုက်ထုတ်ခြင်းအောင်လမ်းကြောင်းတွေဖွင့်ပေးတာကျွန်တော်တို့စီမှာကတော့တိကျတဲ့အတိုင်းပဲတယံဇာတာတွေကရွှေတောင်ကြီးလို့ရှိနေတာပဲဒါပေမဲ့စစ်မီးတွေကြားမှာအကုန်လုံးကပြဖြစ်ကုန်တာအိန္ဒိချင်းတွေကဖိုင်ကြီးသုံးနေချိန်မှာကျွန်တော်တို့ကဖုန်းလိုင်းမိပါမလားဆိုတာကိုရင်တထိတ်ခိတ်နဲ့စောင့်နေရတာကတော့ရေရမလို့ငိုရမလို့ပါပဲအိန္ဒိချင်းတွေတိုးတက်တာကိုကြည့်ပြီးအားကြရတယ်လို့ကိုယ်နိုင်ငံအခြေအနေကိုကြည့်ပြီးတော့လည်းစိတ်မကောင်းဖြစ်ရပါတယ်ဒါပေမဲ့အဆိုးတွေကအကောင်းကတော့ကျွန်တော်တို့မှလည်းအလားအလာတွေအများကြီးကြံပါသေးတယ်ငြိမ်းချမ်းရေးသာရခဲ့မယ်ဆိုရင်ကျွန်တော်တို့လည်းသူတို့လိုဒုံးမြန်စည်းနိုင်ပါပါအခုလုံးလုံးစင်မှာတော့အိန္ဒိချင်းတွေရဲ့အောင်မြင်မှုကိုကြည့်ပြီးသင်ခန်းစာယူကြရအောင်ဒီဗီဒီယိုကိုသဘောကျရင် like လုပ်ပြီးတကယ်ချင်းတွေကို share ပေးလိုက်ပါအောင်နောက်ထပ်ဘယ်နိုင်ငံအကြောင်းတွေကိုသိချင်တယ်လဲဆိုတာ comment မှာပြောပြခဲ့ပါအောင်အားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်